ခါတော့ကနေဘက်မှာကြီးပြင်းလာတဲ့နီမောင်နဲ့မောင်မဲဆိုတဲ့ညီကိုနှစ်ယောက်ရှိပါတယ်။သူတို့မှဘာပညာမှမတတ်တော့ခိုးဆိုးလူလိုက်တာနဲ့ပဲအသက်မွေးဝမ်းကြောင်းပြူရတာပေါ့။ရွာတရွာကိုရောက်ပြီးဆိုရင်နာမည်တစ်မျိုးပြောင်းလိုက်ရွာကန်တွေနဲ့ဝင်ရောပြီးဘယ်အိမ်မှာတန်ဖိုးရှိတာရှိလဲဆိုတာကိုလိုက်လံစုံစမ်းရင်းနေပေါ့။ဒါပေမဲ့ရွာဆိုတော့ဗျာအများစုကတော့စင်းရဲတဲ့အိမ်တွေပဲများတော့ခိုးလို့ရတာတိတ်မရှိလာပါဘူး။ဒါပေမဲ့လည်းညီအကိုနှစ်ယောက်ရဲ့ဝမ်းရည်အတွက်တော့လောက်ငှတာပေါ့ဗျာ။တရွာမပြောင်းသူကောင်းမပြဲတဲ့ညီအကိုနှစ်ယောက်ဟာတရွာခိုးပြီးတဲ့နောက်မှာတော့နောက်တရွာကိုလင်းရင်းနဲ့ပဲတမအာဇီဝကြကြဝမ်းစာရှာကြတာပေါ့ဗျာ။တနေ့တော့ခိုးရပါညီကိုနှစ်ယောက်ဟာပြစ်မှတ်အသစ်ရှာဖို့အတွက်ခရီးသွားရင်ရွာတရွာကဆိုင်မှာထမင်းစားနာကြပါရီ။အဲဒီမှာဆိုင်တွေကလူတွေပြောနေတဲ့စိတ်ဝင်စားစရာစကားဝိုင်းတစ်ခုကိုကြားလို့သွားခဲ့တာပေါ့။မင်းပြောတာတကယ်လားကွာဆရာတော်ကြီးကဖះเจ้าနောက်ဘက်မှာရွှေတွေထုတ်လိုက်ကြီးမြုပ်ထားတယ်ဆိုတာလေတကယ်ပေါ့ကွာငါတူမျိုးကပြောပြတာကွာကျောင်းတိုင်းဆရာတော်ကိုယ်တိုင်လက်နဲ့မြုပ်နေတာကိုမြင်ခဲ့တာတဲ့ဒါဆိုတွားတူကြည့်ကြမယ်လေကွာဆရာတော်ကြီးလည်းပြန်တော်မူတော့ဆရာတော်ကြီးလည်းပြန်တော်မူသွားတာမကြသေးဘူးကွာရွှေတွေရလာရင်မင်းနဲ့ငါတွဲစီပေါ့ဗျာမင်းကလည်းဒါနောက်ကြမဟုတ်ဘူးကွာရွှေတကယ်ရှိရင်တော့မှတေးပြီးသားလူရဲ့ပစ္စည်းကိုဘယ်သူကသွားတူရင်မှလဲမင်းဟာမင်းသွားတူကွာမင်းမသိမှဆိုလို့ငါကပြောပြတာငါနေတိုင်းဈေးအောင်လို့ရတဲ့ပတ်စံကမများပေမဲ့သူများဟာကိုတော့မခိုးချင်ပါဘူးဟာငါကမင်းကိုဒီတိုင်းစနှောက်လိုက်တာငါတို့ရွာကဘုရားကျောင်းကလည်းဟောင်းနေပြီဆရာတော်ကြီးကရွှေမြုပ်ထားတယ်ဆိုရင်တော့မှဒါဘုရားပိုင်ပစ္စည်းပဲကွာမယူကောင်းဘူးလေကွာနီမောင်နဲ့မောင်မဲတို့ကအဲ့ဒီစကားကိုတေချာနားထောင်ပြီးရွှေမြုပ်ထားတဲ့နေရာကိုတီးသွားတော့နှစ်ယောက်သားခိုးပြုံခဲ့လိုက်ကြပါတယ်။ရေကန်အသင်းကြာအသင်းဖြစ်သွားတဲ့ညီကိုနှစ်ကောင်ရဲ့နောက်ထပ်ပြစ်မှတ်ကတော့ပြန်လွန်တော်မူသွားတဲ့ဆရာတော်ကြီးရဲ့ရွှေတွေပဲပေါ့ဗျာ။ဒီလိုနဲ့ညရောက်တော့သူတို့ထုံးစံအတိုင်းခိုးဖို့အတွက်ထွက်လာခဲ့ကြပါတယ်။နေ့လယ်ကကြားခဲ့တဲ့အတိုင်းပဲအဲ့ဒီတောရကျောင်းကတော်တော်လေးဟောင်းပြီးညဘက်ဆိုရင်တိတ်ဆိတ်နေတာပါပဲ။ဘုံကြီးလည်းအ ਨੇ စုပဲရှိပုံရတာပေါ့သူတို့နှစ်ယောက်ဟာတတိုင်းဘေးကနေကပ်ပြီးကျောင်းနောက်ဘက်တောအုပ်တဲကိုတိုးဝင်သွားခဲ့ကြပါတယ်တမ်မီကိုစီနဲ့နှစ်ကောင်သားရွှေမြုပ်ထားတဲ့နေရာကိုလိုက်လံရှာဖွေတာပေါ့ဒါပေမဲ့သူတို့ရောက်နေတဲ့အဲ့ဒီနေရာကတင်းញိုင်ဟောင်းကြီးဆိုတာကိုသူတို့လုံးဝမသိခဲ့ကြပါဘူးတင်းញိုင်ကုန်းရဲ့အနီးတစ်ဝိုက်မှာလေးအေးအေးလေးတွေကစတင်တိုက်ခတ်လို့လာပြီပေါ့ဒီကောင်မောင်မဲငါတို့ကဘယ်ကနေစပြီးတူးရမလဲကွာအဲ့ဒီကိုခတ်တိုးတိုးလေးမေးလိုက်တဲ့အချိန်မောင်မဲကလည်းရှင်းရှင်းပြန်ပြေတာပေါ့။ဟောမင်းကလည်းကွာငါတို့အတူတူလာကြတာပဲလေငါလည်းဘယ်လိုလုပ်သိမှာလဲ။အေးနေ့တွေကဟိုကောင်တွေပြောတဲ့နေရာတော့ရောက်ပြီကွာအရင်ဆုံးရှောက်ဘက်တူးကြည့်တာပေါ့ကွာတူးရင်းနဲ့တွေ့မှာပေါ့။ဒါဆိုငါတို့တညာလုံးတူးနေရမှာလားကွာနည်းနည်းပါးအုံနောက်သုံးစမ်းပါဦး။ဒါဆိုရင်လည်းမင်းဥဆောင်လေးကွာငါနောက်ကလိုက်မယ်ဘယ်နေရာစတူးရမလဲပြော။ရေကုန်နှစ်ယောက်ဟာထုံးစံအတိုင်းစကားများပြီးတယောက်နဲ့တယောက်အရှိအတင်ပြောရင်းရန်ဖြစ်နေကြကြပါရီဒါပေမဲ့ခိုးတဲ့အချိန်ရောက်ရင်တော့အပေးအယူများပြီးပါးနဲ့ကြလို့ကြံတိုင်းအောင်ခိုးတိုင်းမြောက်နေကြကြတာပေါ့ဗျာအခုလဲဒီတော်ကြီးထဲမှာဘယ်နေရာမှာရွှေတွေရှိနေမလဲဆိုတာကိုမဟာအုံနောက်ကြီးတွေနဲ့လိုက်လံခံမှန်းလို့တွက်ချက်နေကြတာပေါ့နီမောင်ကဘာကူမှမကြောက်ပဲရှေ့ကနေဥဆောင်လို့နေပါရီငါနောက်ကနေလိုက်ခဲ့ကြလားအဲ့ဒီလိုပြောပြီးတင်းញိုင်ထဲကိုနီမောင်တယောက်ဥဆောင်ပြီးဝင်သွားခဲ့ပါတယ်။တော်တဲ့အတန်ငယ်ရောက်တဲ့အခါမှာတော့နီမောင်ကရက်လိုက်ပြီးဘေးဘယ်ညာကိုဝှေ့ဝဲကြည့်ရင်းနဲ့တကူးကူကိုသတိထားမိလို့သွားခဲ့တာပေါ့။မြေပြင်ပေါ်မှာမျက်လျှောက်တွေတိရွက်လျှောက်တွေကတကူးကူကိုတမင်ဖုံးထားသလိုတိတိတသာကြီးကိုစုပုံထားတာကိုနီမောင်ကတွေးလိုက်ရတာပါ။နီမောင်ညွန်ပြလိုက်တဲ့နေရာကိုမောင်မဲကမြင်ချင်းငုံပြီးမျက်လျှောက်တွေကိုဖယ်လိုက်တာသူတို့ထင်တဲ့အတိုင်းရတနာတစ်တာတစ်လုံးကိုတွေ့သွားခဲ့ပါတယ်။ဟေးထင်တာတော့ပိုးလွဲနေတာပါလားကွာတူးတော့မတူးရသေးဘူးလေအေးကွာငါလည်းဒီလောက်ထိလွဲမယ်ထင်မထားဘူးလေတက်တာကိုယူပြီးအမြဲလက်ကြဆိုကွာဒီနေရာမှာလေယူကတမျိုးကြီးပဲမင်းကလည်းနေအောင်လေဘာတွေလုံးနေတာလဲကွာတက်တာထဲမှာဟိုကောင်တွေပြောတဲ့ရွှေတွေတကယ်ရှိမရှိအရင်စစ်စစ်အောင်ကွာနီမောင်ကတက်တာကြီးကိုပေါင်းပေါ်တင်းပြီးအမြန်ထွက်ဖို့အတွက်ပြောပြီးမယ်မောင်မဲကတော့အလောမကြည့်ဖို့တာပါတယ်အထဲမှာတန်ဖိုးရှိတာမပါရင်တဲရတာအချိန်ကုန်မဲဆိုပြီးတော့တွတ်ပြောဆိုလို့နေခဲ့တာပေါ့နာဘူးတန်ကိုမခံနိုင်တော့တဲ့နီမောင်ကလည်းတစ်တာကိုတေချာစစ်ဆေးဖွင့်ကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်တာပေါ့သူတို့ပါလာတဲ့ကရိယာနဲ့တန်ကျိုးနဲ့တောကလောက်ကိုဖျက်ဆီးလိုက်ပြီးတမီးနဲ့ထိုးကြည့်လိုက်တော့အထဲကရွှေရောင်တွေဝင်းကနေလက်သွားတာကိုမြင်တွေ့လိုက်ရပါတယ်နှစ်ယောက်သားလည်းမျက်လုံးတွေအယောင်တလဲလဲနဲ့တောက်လို့သွားခဲ့တာပေါ့ဟုတ်ရေတကယ်ပဲရွှေအစ်စ်တွေကွာငါတို့တော့ရှမ်းလာပြီဟေးအဲ့လိုပြောပြီးငနေသားကဝမ်းသာအာရနဲ့ထအော်လိုက်တော့မောင်မဲကရှင်းရှင်းတူတူတိတ်နေဖို့ပြောလိုက်ရပါတယ်
ဟေ့ကောင်တူတူနေဟာငါတို့ရောက်နေတာမင်းမထွေးအိမ်မဟုတ်ဘူးဒါပုံကြီးချောင်းကွာအဲ့ဒီအချိန်မှာပဲသူတို့ရောက်နေတဲ့ဒေါ်ကြီးတစ်ခုလုံးဟာကျေလောင်တဲ့အတန်နဲ့အတူပြင်းပြင်းထန်ထန်တုန်ခါလို့လာပါတော့တယ်။နှစ်ယောက်စလုံးလည်းရိမ့်ထိုးကုန်ပြီးအဲ့ဒီတုန်ခါမှုကသူတို့အနာကိုတဖြည်းဖြည်းနီးကပ်ပြီးရောက်လာခဲ့တာပေါ့။တုန်ခါမှုနဲ့အတူရုတ်တရက်ဆိုသလိုသူတို့ရှေ့မှာအလွန်ကြီးမားတဲ့ဘလူးတရေကြီးနှစ်ကောင်ဘွားကနေပေါ်လာပါလိရောဗျာ။တကောင်ရဲ့အရှိန်နဲ့မောင်လာတဲ့တောနက်ထဲကတင်းချိုင်းစီကနေအစွဲကြီးတွေခက်ချန်လာတဲ့မျက်နာတွေရဲရဲတောင်နေတဲ့မျက်လုံးတွေနဲ့ဘလူးနှစ်ကောင်စလုံးရဲ့အသွင်အပြင်ဟာတပုံစံနဲ့တူလို့နေခဲ့တာပါနီမောင်နဲ့မောင်မဲလည်းဘလူးကြီးတွေကိုမြင်တာနဲ့ရွှေတစ်တာတွေကိုပွေးပြီးအသက်လူကထွက်ပြေးလို့သွားခဲ့ကြတာပေါ့ဘလူးနှစ်ကောင်ကလည်းရှည်ရန်ရှည်ကြီးတွေနဲ့တခိုးကိုလိုက်ဖမ်းကြပါရီညီကိုနှစ်ယောက်သာအပြင်းထန်ပြေးလွှားခဲ့ကြပေမဲ့ညီဖြစ်သူနီမောင်ဟာဘလူးတစ်ကောင်ရဲ့ဖမ်းတာကိုခံလိုက်ရပြီးရွှေတစ်တာကလည်းသူ့လက်ထဲမှာပါသွားခဲ့ပါရီမောင်မဲကလည်းကြောက်လန့်စွာရက်ကြီးနေပြီးညီဖြစ်သူကိုဘလို့ကဲရမလဲစဉ်းစားနေတော့မှပဲတခြားဘလူးတစ်ကောင်ကလည်းမောင်မဲကိုလာပြေးဖမ်းဖို့လို့တော့မောင်မဲခမမောင်မဲမဲတဲ့မှာပဲအမြန်ရှောင်လိုက်ရပါတယ်အဖမ်းခံထားရတဲ့ညီမောင်လည်းအော်ရဲ့အကူအညီတောင်းနေတော့ဘလူးကြီးရဲ့အနောက်ကနေကျေလောင်တဲ့အတန်နဲ့ကြီးတစ်ခုထွက်ပေါ်လို့လာခဲ့တာပေါ့ငါပစ္စည်းကိုဘယ်ကောင်ခိုးရတာလဲကွာခိုးတယ်လို့သိရမယ်အေးဒါပေမဲ့မင်းတို့တွေကတယောက်ကိုတော့ငါအသက်ရှင်းသွားပြီမယ်ငါသဘောကိုလက်မခံရင်နှစ်ယောက်စလုံးကိုသိရမယ်ကွာငါရဲ့အစီကံတွေစီပစ္စည်းတွေကိုပြန်ပေးလိုက်စမ်းဒီလိုနဲ့ညီဖြစ်သူမောင်မဲဟာတကူဖြစ်နေတော့ညားလဲငငယ်ကရွာဦးကျောင်းကဆရာတော်တင်ပေးခဲ့တဲ့ဖျားစာမဏ္ဍန်တွေကိုတတိယသွားခဲ့ပါတယ်။အခုအချိန်မှာလူနှစ်ယောက်အသက်နဲ့နှိုင်းရှင်ပြီးဆုံးဖြတ်ရတော့မယ့်အချိန်ပဲဖြစ်ပါတယ်။ဖနက်ကြားကနှက်စကားထွက်တဲ့မောင်မဲလဲဆရာတော်တင်ပေးထားတဲ့ကာရာမဏ္ဍန်တွေကိုရွတ်ပြီးမြေကြီးကိုကောက်ယူကသူ့ကိုဖမ်းဖို့လုပ်နေတဲ့ဘလူးကြီးစီကိုကျဲပတ်ခဲ့လိုက်တော့တာပေါ့။ဖျားစာမဏ္ဍန်တွေနဲ့စီရင်ထားတဲ့မြေကြီးနဲ့ပတ်ခံလိုက်ရတဲ့ဘလူးကြီးကလည်းစားပတ်ခံလိုက်ရတဲ့တီကောင်လိုမျိုးနာကျင်စွာနဲ့အော်ဟစ်ပြီးတောလေးကိုထွက်ပြေးလို့သွားတော့တာပေါ့။ဒါပေမဲ့နီမောင်ကိုဖမ်းထားတဲ့တခြားဘလူးကြီးကတော့မောင်မဲကိုတခြားလက်တစ်ဖက်နဲ့မောင်မဲရဲ့ခြေထောက်ကိုဆွဲထားလိုက်ပါတယ်။ခြေထောက်ကိုဇောက်ထိုးဆွဲတင်ဖမ်းခံလိုက်ရတဲ့အတွက်မောင်မဲကနီမောင်ကိုလက်ထဲကရွှေတစ်တာသူ့စီပစ်ပေးဖို့အော်ပြောလိုက်တာပေါ့။နီမောင်ကလည်းညီအရင်ကိုယုံပြီးတစ်တာကိုမောင်မဲစီပစ်ပေးလိုက်ပါတယ်စိတ်မကောင်းပါဘူးကိုကြီးဟာငါဒီနေရာမှာအသိမခံနိုင်ဘူးကွာဘယ်သူကမှမယုံဘူးငါတင်ပြီးခဲ့တာခုတော့မင်းထိုင်နေမင်းကံပဲဟဲ့အကိုဖြစ်သူကိုတကွက်ပြပြီးတာနဲ့မောင်မဲလဲမန်နန်ရွတ်ပြီးတစ်တာကိုလေးထဲပြစ်ချလိုက်ပါတယ်ပြီးတော့လက်ထဲမှာမန်နန်လူးထားတဲ့မြေနဲ့သူ့ရှိထောက်ကိုကင်ထားတဲ့ဘလူးကြီးရဲ့လက်ချောင်းတွေကိုနားအောင်ညှစ်လိုက်တော့တာပေါ့မန်နန်ကနေမိချတောက်တော့ဘလူးကြီးရဲ့လက်သေးပူလောင်လို့မောင်မဲကိုလွတ်ရှာလိုက်ပါတော့တယ်ဘလူးလက်ကလွတ်သွားတဲ့မောင်မဲကလည်းရှင်းရှင်းဆိုလို့ရွှေတစ်တာကိုပိုက်ပြီးထွက်ပြေးလို့သွားတော့တာပေါ့အကိုဖြစ်သူနီမောင်ကတော့ဘလူးလက်ထဲမှာကြံရစ်ခဲ့ပြီးညီဖြစ်သူကိုအော်ဟစ်ဆဲဆိုမြစ်တာပို့နေပါတော့တယ်တခဏကြာမှပဲအတန်ကတိတ်လို့သွားတာပေါ့မောင်မဲကတော့လွတ်လာပြီးဘသူ့ကိုမှဝေးစုခွဲပေးစရာမလိုတော့ဘူးဆိုပြီးဝမ်းသာလို့နေတာပေါ့ဒီရွှေတွေအကုန်လုံးငါအပိုင်ပဲကွာဘသူ့ကိုမှခွဲပေးစရာမလိုတော့ဘူးမင်းအတူပါကိုတော့ငါတေချာလုပ်ပေးမှာပါနီမောင်ရအဲ့ဒီလိုပါဇက်ကနေတွတ်တွတ်နဲ့ရွတ်ဆိုရင်ဝမ်းသာအာရနဲ့ထွက်ပြေးလို့လာခဲ့တာပါဒါပေမဲ့သူမြေကြီးနဲ့ပတ်လို့ထွက်ပြေးသွားတဲ့ဘလူးဟာသူ့ရှိမှဘွားကနေထပ်ပေါ်လာပြန်ပါရောဘလူးကိုမြင်တော့မောင်မဲဟာတက်တာကိုပွေးပြီးမန်နန်ရွတ်ဖို့အတွက်မြေကြီးကိုလှမ်းကောက်ဖို့အတွက်ကြံပါတော့တယ်ပညာတက်သွားတဲ့ဘလူးကြီးလည်းရိမ့်မိလို့သွားခဲ့ပြီးမြေကြီးကိုပြင်းပြင်းထန်ထန်နင်းချလိုက်တော့တာပေါ့နင်းချလို့ထွက်လာတဲ့ဖုံမုံတွေကမောင်မဲရဲ့မျက်စိနဲ့ပါးစပ်ထဲကိုဝင်သွားတော့လက်ထဲကတက်တာကလည်းလွတ်ကျလို့သွားခဲ့ပြန်ပါတယ်အဲ့ဒီအချိန်မှာပဲဘလူးကြီးကမောင်မဲကိုဖမ်းပြီးပါးစပ်ကြီးဖြဲကမျိုးရှာဖို့အတွက်လှုပ်ပါတော့တယ်မောင်မဲခမကြောက်လန့်တကြားတော့မအွန်လိုင်းခင်မှာပဲအတန်တိတ်လို့သွားခဲ့ပြီးဘလူးကြီးရဲ့ဝါးစားတံပဲကြံရစ်ခဲ့ပါတော့တယ်နောက်တော့နီမောင်ကိုမျိုးရှာခဲ့တဲ့ဘလူးကြီးလည်းရွှေတစ်တာကိုကောက်ပြီးသူတို့မြုပ်ခဲ့တဲ့နေရာကိုပြန်သွားခဲ့ကြတာပေါ့အဲ့ဒီနောက်မှာတော့ဘလူးကြီးနှစ်ကောင်ရဲ့ရုပ်သွင်းဟာအခုလေးတင်သူတို့မျိုးရှာလိုက်တဲ့မောင်မဲနဲ့နီမောင်တို့ရဲ့ရုပ်အသွင်အတိုင်းတဖြည်းဖြည်းပြောင်းလဲလို့သွားပါတော့တယ်တကယ်တော့ရွှေတစ်တာဆိုတာအမှန်တကယ်ရှိပေမဲ့ဆရာတော်ကြီးပြန်လွန်တော်မူကန်ဒီလောက်ခဲ့တဲ့ချိန်စာကြောင့်အဲ့ဒီရွှေတစ်တာကိုစောင့်ရှောက်နေတဲ့အရာရှိတယ်ဆိုတာဘယ်သူမှမသိခဲ့ကြပါဘူးမောင်မဲနဲ့နီမောင်တို့ညီအကိုနှစ်ယောက်ဟာလေသူတို့လုပ်ခဲ့တဲ့ကံအတိုင်းခံသွားခဲ့ရတော့တာပေါ့ဆိုတော့ဒီဇလန်လေးကနေကျွန်တော်မိတ်ဆွေတွေကိုပေးချင်တဲ့ message ကဘာလဲဆိုရင်လူတွေဟာလောဘစိတ်ဖုံးလွှမ်းသွားရင်သွေးသားရင်းရှာတော့မှနောက်ကျောကိုဓာတ်နဲ့ထိုးဖို့အတွက်ဝင်မလေးကြဘူးဆိုတာပါပဲ
ဒါပေမဲ့ကျွန်တော်တို့ရဲ့လောကကြီးမှာနောက်ကျောကိုဓာတ်နဲ့ထိုးမှကြောက်လို့ဆိုပြီးရင်ကော့တော့မပေးလိုက်ပါနဲ့ဘာလို့ဆိုနှုတ်ဆိုသွားမှကြောက်လို့ပါပဲဇလန်လေးကိုအဆုံးထိနာဆင်ပေးကြတဲ့ကျွန်တော်ရဲ့ရှစ်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအားလုံးပဲတာယာပျော်ရွှင်သောနေ့ရက်ကလေးပိုင်ဆိုင်နေကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါရခင်ဗျာ